alone minglava jabama tuna bilo ni ko manoma de bono ti tin ti that de tin lo bono da le AED 3မျိုးပုံလေးတင်ပြပေးလိုက်ပါတယ်တီးတဲ့သူကတော့ဘောနော်ကြော်တော့လို့ရပါတယ်ဘောနော်ဒီတိထားရတော့မှာဘောနေရာတိုင်းသုံးမပြရပြင်မယ်လို့ကျွန်တော်တခုရောပါဆိုတော့ညာတိုင်းတရားလောကခါကျသုံးပြကောင်တို့ပြောနိုင်တယ်ဘောနော်အဲ့ချင်းတိထားရတော့မှာဘောလို့ထင်ပါတယ်ပြပြဘောနော်ပထမဆုံးနံပါတ်1ကဒီ AED の使い方ဘောနော်အသုံးပြုအောင်တို့ပြနေပြောမယ်နံပါတ်2電源を入れると機種によっては蓋を上げると自動的に電源が入るဘောနော်ဒီကျွန်တော်တို့ခလုတ်လေးနှိပ်လိုက်ပြီဆိုရင်電源ထည့်လိုက်ပြီဆိုရင်ဘောနော်ဆက်မျိုးစားပေါ်မူတည်ပြီးတော့အဖုံးဖွင့်တာတွေရှိတယ်တဲ့ဒီ自動的にအဖုံးပွင့်သွားတယ်ဘောနော်電源が入ると音声メッセージが流れるのでそれに従うဘောနော်ကျွန်တော်တို့ဒီခလုတ်နှိပ်တာတဲ့ဘောနော်သူပြောလာမယ်အတန်လေးဖြစ်ပေါ်လာမယ်အဲ့ဒါလေးပြောတဲ့အတိုင်းလိုက်လုပ်ပေးရပါတယ်ဘောနော်နံပါတ်2電極パッドを上極右の胸の上部をねサックスの下と左胸下部脇の下5から8センチに貼るものကျွန်တော်တို့ဒီ hit ကူတဲ့ပစ္စည်းလေး iPad တော့လေးပေါ့နော်ဒီကျွန်တော်ရှစ်ပုလို့ပါအဲ့လိုပုံစံလေးအဲ့ဒါလေးကိုကျွန်တော်ညာဘက်ရင်ဘက်အပေါ်မှာပေါ့နော်ဒီစက်ကူစုလို့ခေါ်တယ်ညှိရိုးရဲ့ဒီညှိရိုးပေါ့နော်ညှိရိုးရဲ့အောက်ဖြစ်တဲ့ဟီဒါရီမူနဲ့ခါဘူးအဲ့နှစ်ခုကြားလေးမှာပေါ့နော်ဒီဝါကီခါရကျွန်တော်ဒီဂျန်နေပြီးတော့ရှိတော့9နေပြီး8စီန်ဒီပေါ့နော်ကပ်ပေးရပါမယ်တဲ့နံပါတ်3မှာကတော့電気図と解説との電気図の解説と電気ショックの必要性と判断が自動的に行われるကျွန်တော်တို့ဒီစက်ကလည်းပေါ့နော်တူနေအသေးစိတ်စစ်ဆေးပြီးတော့ねဒီ short time မဲ့လိုအပ်တဲ့ပမာဏတွေကိုပုံမှန်စက်ကတူစစ်ဆေးပြီးတော့လုပ်သွားပါလိမ့်မယ်တဲ့その間この間はなအဲ့ဒီအချိန်တော့ဒီမှာဖူတဲ့倒れた人に触れないようにするわအဲ့ဒီအချိန်မှာစက်ကတူလှုပ်ရှားနေသူစစ်ဆေးနေချိန်မှာတော့ထိဖို့အရေးကြီးတယ်ပေါ့နော်ထိလို့မရဘူးဆိုတဲ့အကြောင်းပြောပါတယ်နံပါတ်4電気ショックが必要性であると判断されたら音声メッセージに従い倒れた人に誰も触れてないことを確認し電気ショックボタンを押すわなနံပါတ်4မှာကျွန်တော်電気ショックが必要であるとလိုအပ်တယ်လို့ဆိုဖြတ်လိုက်တဲ့ခါမှာပေါ့နော်ဒီသူအတန်လေးသူပြောတဲ့အတန်တိုင်းမှာကျွန်တော်လိုက်နာပြီးတော့လဲနေတဲ့လူပေါ့နော်ကျွန်တော်မထိဖို့ပေါ့နော်လိုအပ်ပါတယ်တဲ့ပြီးသွားလို့ရှိရင်တော့ဒီဟိုနေသူပြောတဲ့အတိုင်းလိုက်လုပ်ပြီးတော့လဲသွားတဲ့သူပေါ့နော်ကျွန်တော်တို့မထိရပါဘူးနော်မထိပြီးလို့ရှိရင်တော့ဒီမှာသူစက်ကပြောတဲ့အတိုင်းပေါ့နော်ဘောတောင်နှိပ်ပါလို့ပြောလိုက်ရမယ်ပေါ့နော်အဲ့ဒီအချိန်မှာဘောတောင်နှိပ်ပြရမယ်ပေါ့နော်နံပါတ်5今日こそ圧迫と人工呼吸を約2分間行うပေါ့နော်ကျွန်တော်ဒီရင်ဘတ်ဒီဟိုနေဘယ်လိုပြောမလဲရင်ဘတ်ယိုးပေါ့နော်ဒီရင်ဘတ်ယိုးရဲ့ဒီကျွန်တော်တို့ PR တွေဟိုနေဖြစ်တာတွေကိုဒီဂျင်ကိုခိုကျူလို့ခေါ်တဲ့ auto ခုနပြောတဲ့ဒီ AED လို့ခေါ်တယ်ပေါ့နော်ဒီလူတက်ခဲ့တဲ့ဆက်လီယာပေါ့နော်သူ auto လုံးပါလိုက်မယ်တဲ့ဆို2မိနစ်လောက်ပေါ့နော်သူအဲ့ဒါ short ရိုက်လိုက်မယ်ပေါ့နော်အဲ့တော့ပြောပါတယ်နောက်ခုကပေါ့နော်ကျွန်တော်တို့ဒီキューダヒキ続くまでပေါ့နော်5から3から5をひっくり返すလို့ပြောပါတယ်ကျွန်တော်တို့ Q တိုင်းကိုအဲ့ချိန်မှာကျွန်တော်ခေါ်ပြရမယ်ပေါ့နော်ခေါ်ထားရပဲခေါ်ပြတရားရခေါ်ခိုင်းရမယ်ပေါ့နော်ခေါ်ပြတာနဲ့ခေါ်တဲ့အချိန်မှာဒီ3အချိန်ကမဟုတ်5ချိန်ထိပေါ့ကျွန်တော်လုံး Q တိုင်းခုလို့မှတယ်ပေါ့နော်လုပ်ပြနေရမယ်လို့ပြောပါရေဘောကလာတဲ့လုပ်ပြရမယ်ပေါ့နော်နံပါတ်အောက်မှာကျွန်တော်တို့ဒီသတိထားရမှာကပေါ့နော်အစ်ဆိုင်မီမန်တော့ခိုးလို့မနီရော AED ပါစကဝါနိုင်ပေါ့နော်တနှစ်မပြည့်သေးတဲ့ကလေးဆိုရင်ဒီ AED သုံးလို့မရပါဘူးလေအဲ့လေသတိပြုရပါပေါ့နော်